အားလုံးပဲမင်္ဂလာပါကျွန်မညွန်ကမီက page ကနေပြန်လည်ကြိုဆိုပါရစေအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေကြော်မသွားနဲ့เนาะဘာဖြစ်လဲဆိုတော့ရှင်းပြပေးမယ်ဘာဖြစ်လို့လဲဆိုတော့ဂျဲပြော့ဂျဲမှာ SR 2X ဆို SR အလွတ် X ဆိုတာဘာလို့ပြောရလဲဆိုတာကိုကျွန်မအခုပြပြပေးနေတယ်ကဲဒါဆိုလို့ရှိရင်ဂျဲပါကျမတို့ဆိုင်ရတော့ဂျဲမှာမသုံးဘူးเนาะဂျဲမှာမသုံးတဲ့အတွက်ကြောင့်မလို့ရိုးဂျဲပဲရှိပါမယ်ဒါဆိုလို့ရှိရင်ပြော့ပေါ့เนาะဒီလိုပုံစံမျိုးဖြစ်နေတဲ့ဟာကိုဂျဲပြော့လို့ခေါ်ပါတယ်ရှင်ဒီမှာပါဒါလေးကဂျဲပြော့ပါရှင်ကဲအခုဒီမှာ SS ကလည်းတချို့ကတစ်ထပ်အိတ်ဆိုရှင်အရန်မှုန်နေပေါ့နော်အဲ့ဒါဈေးကြရပြောကြရပေါ့ဒီမှာတော့နှစ်ထပ်အိတ်ပါရှင်နော်ဒီမှာပါနှစ်ထပ်အိတ်ပဲသုံးပေးထားပါတယ်စားလေးလည်းပြပေးမယ်ဒါကတော့စားမဟုတ်သေးပါဘူးဒါကတော့ washing အိတ်ပဲဖြစ်ပါတယ်ရှင် washing soda နော် soda ash လို့လည်းခေါ်ပါတယ်ဒါလေးကတော့ကျမတို့အရန်ရောင်းရတဲ့ပသိမ်စားလေးပဲဖြစ်ပါတယ်ရှင်ပသိမ်စားပါမြာသားနဲ့လိုချင်လည်းရတယ်မြာသားလေးလည်းပြပေးပါမယ်ရှင်ပသိမ်စားဈေးတအားတက်နေပါတယ်နော်ကဲအဲ့ဒါလေးရပြပြီးသွားပြီပြပြီးသွားဆိုတဲ့ကြောင့်မလို့ပေါ့နော်ဂျယ်ပြော့ဆိုတာကဒီလိုမျိုးဂျယ်တသိက်ကလေးအနီကိုကျမတို့သုံးတဲ့ SS ဆိုလို့ရှိရင်နှစ်ထပ်စုပ်ပေါ့နော်အဲ့ကိုသုံးပြီးတယ်ပြောလို့ရှိရင်စားရတော့ကျမတို့ပသိမ်စားကိုသုံးပါတယ်မြာသားနဲ့လိုချင်တဲ့တွေလည်းမြာသားနဲ့ရမယ်ပြီးသွားလို့ရှိရင်လီတာထွက်တွေဗာလဲပြီးတော့တခြားရနိုင်တာဘာရှိလဲဆိုတာလေးတစ်ချက်ပြပေးပါမယ်ကဲဈေးလေးတော့မပြတော့နော်ဈေးကအမြဲပုံမှန်မဟုတ်လို့ပါရှင်ဒီမှာ9မျိုးဆက်ဆဲရဆိုလို့ရှိရင်ဒီမှာ15လီတာ19လီတာ gram ချင်းအပြည့်လေးရှိမယ်6မျိုးဆက် gram ဂျယ် gram ကိုကစားထားပြီးတော့ပေါ့နော်ဂျယ် gram ကစားထားတဲ့ဟာဈေးတင်တဲ့ဟာရောင်းရတဲ့ဟာလေးရှိမယ်ပြောလို့ရှိရင်ဒီမှာ9မျိုးဆက်ကတော့ဈေးများတယ်ပေါ့နော်အဲ့တော့သူက LBS တို့ CD တို့ထည့်ပေါင်းပြရဖြစ်တဲ့အတွက်ကြောင့်မလို့သူထပ်တော့အနေငယ်ဈေးများပါမယ်ပြောလို့ရှိရင်ကျွန်မ20လီတာဖုန်းလာအတစ်ကတော့ဒီမှာထည့်မြေးထားပါဘူးအိမ်လာဝယ်တွေပဲရှိလို့ပေါ့နော်ပြီးရင်ရနိုင်တဲ့အကြောင်းလေးအနှံ့လေးဒီမှာကျမတို့အကုန်လုံးရေးပေးထားပါတယ်ကဲပြီးသွားရင်တော့ဒီမှာကျမတို့ရှိမှာမျိုးစုံရမယ်ဘာရမလဲဆိုရင်ဘတ်စုံတုံးအဝေးလျှော်ပကံစေးလက်စေးရေချိုးကောင်းလျှော်စက်ပြာခဲစက်ပြာခွင်အဝေးပြော့အမွှေးစီအကုန်လုံးကျမတို့သုံးတဲ့ဘတ်စုံသုံးဒီပါအကုန်လုံးဒီကျဲပြော့တစ်မျိုးတည်းသုံးပါတယ်ရှင်ဈေးနှုန်းပြောင်းလဲရှိမယ်ပြောရလို့ရှိရင်ဒီမှာကိုလိုချင်တဲ့ grand ကြီးတွေအတိုင်းမှာလို့ရပါတယ်ဒါတွေပေါ့နော်ဒါတွေအကုန်ဆုံးရပါမယ်ကိုရလန်းဝင်လာလို့ရှိရင်ကျမတို့အင်းရှိမှာဒီလိုမျိုးကမီကဲကုန်ကျန်းဒီနီယုံကမီကဲကုန်ကျန်းပေါ့နော်အဲ့ဒါဆိုင်V9 ရှိပြီးရင်ဒီဘက်ချမ်းကကြည့်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ဟာကြီးပေါ့နော်တခါတည်းအပြင်မှာချပေးဟာချို့ကြမဖြစ်လို့ပေါ့နော်ကျမတို့အမှန်လို့ရတဲ့ဟာတွေအကုန်လုံးချပေးထားတယ်ပုံတွေရောစာတွေရောပေါ့ပြီးတော့ပေါ့နော်ပေပါလိုက်လို့ချင်းတဲ့တွေလည်းရမယ်ပေါ့နော်မှာယူအပ်ပေးလို့ရပါတယ်အိတ်လိုက်လို့ချင်းတဲ့တွေလည်းရပါမယ်ကဲကြိုက်နှစ်တရားကိုရွေးချယ်မှာယူအပ်ပေးလို့ရပါတယ်ရှင်အားလုံးတာပြီးတော့ပေါ့နော်ဒီဗီဒီယိုအဆုံးထိကြည့်ရတဲ့သူကိုဖုန်းပေးလက်ဆောင်ပေးဖို့ရှိပါတယ်အားကြောင့်လို့ comment မှာဝင်မှန်ပါနော်အဆုံးထိကြည့်ရတဲ့သူ